င်းတော့လေလက်ခံတယ်ဗျာဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ဟိုသူတို့ကောင်းတာတွေပါကျွန်တော်တို့ညံ့နေဆိုတော့ခံယူခြင်းရှိတဲ့အတွက်ဒါကျွန်တော်တို့ညံ့နေကျွန်တော်လိုအပ်ချက်ကိုကျွန်တော်ထပ်ဖြည့်မယ်ဖြည့်ပြီးမှကျွန်တော်တို့ပြန်ပြီးမှဆော့မယ်အဲဒါကြောင့်မလို့နော်ကျွန်တော်တို့လိုအပ်ချက်ကိုထပ်ဖြည့်နိုင်ရင်သူတို့လည်းလော်လော်နဲ့မနိုင်ဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ပြန်ဆော့မယ်အခုတကယ်ပြန်ဆော့မှာပါကဲကျောင်းတိုင်းကတော့ဖြေချသွားပါပြီဗျာနော်ထိုင်းဘက်ကလည်းဒီလိုသတင်းမျိုးဒီလိုလိုက်လွှင့်တာကိုကြီးခဲ့မယ်ဆိုလို့ရှိရင်တော့အကြောင်းကြားပေးပါလို့ကျွန်တော်ဒီကနေတိုက်တွန်းပေးရစီဗျာနော်ကဲတကယ်တာပြစ်ခဲ့ရင်တော့ကြီးကောင်းပါပြီဗျာကဲဖြေပေးသွားတယ်ကျောင်းတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာနော်ကဲမဟုတ်တာတင်းပါဗျာနော်ခုနကတော့ကြပါတယ်လေအဲ့ဒါကတော့ကျွန်တော်မသိပါဘူးဗျာနော်ဒါဒိုင်နဲ့ဆုံးဖြတ်ချက်ပါပဲဗျာကိုဘောဘောဝဲမကောင်းမအောင်ကြည့်ကြတယ်။အော်စစ်တောက်ချင်တာ။အားလုံးပါပြော။ကောင်းထိုက်ပဲ။ကျောင်းညာနဲ့ဝေးရကျောင်းညာဝေးလား။ဟမ်။ကျောင်းညာ။ကဲကျောင်းတိုင်းနဲ့ကိုကျော်မျိုးအောင်တို့ကတော့ဓမင်းစားလက်မဲ့ဖြစ်တဲ့ point ဆိုတဲ့မက်ကိုတော့ရယူသွားခဲ့ပါပြီဗျာနော်။ point တာတီးမှာဒီနေ့ဆိုင်ရှားမယ်။ဒီနေ့ဆိုင်ဖွင့်လာတော့ဘောင်းကြိုက်တာ။ဒီလိုဝိုင်းပါလိမ့်မယ်။ကျွန်တော်ကိုပတ်နေဆိုကျွန်တော်ဖတ်တယ်ကျွန်တော်ဘောင်းကြိုက်တယ်ချားနေတယ်။အိုးအကိုရဲ့ကျွန်တော်တို့ကတနေ့က4-5 တောင်းရတဲ့ဘွားတွေပါ။ဒါလေးကိုကနှမျောနေရတာကိုကြီး။ကျွန်တော်တို့ကတနေ့လုံးမှာကိုတို့တော့မရပါဘူးကိုကြီး။ကိုတို့လှုပ်တဲ့တပွဲစာဆိုတော့ကျွန်တော်တို့တနေ့စာလောက်ရှိတယ်ဗျာနော်။ဒါမှတနေ့စာတော့မရပါဘူးဗျာ။ကိုချစ်ပိုင်ရေးမဆဲပါနဲ့တောင်းပန်ပါတယ်ဗျာနော်။ဟာကြည့်30ခုနဲ့ရတယ်။ကောင်းပါတယ်တော်ချင်း။ဝေးစားနေရတောင်းပန်ပါတယ်